ဆိုတာရေနဲ့မီလို့ပဲသူတခါအေးတလဲပေါ်အမြဲတမ်းမအေးနိုင်တယ်လို့အမြဲတမ်းမပူနိုင်ပါဘူးနေတတ်ဖို့ပဲလို့ရဲနာကျမှုတိုင်းဟာသင်ခန်းစာတစ်ခုပေးပြီးသင်ခန်းစာတိုင်းကလူတစ်ယောက်ကိုပြောင်းလဲစေနိုင်ပါတယ်ရှုံးနေမှုနဲ့အမဆိုတာအရှင်ငါထပ်ပို့ပြီးပညာသားပါနဲ့အသစ်တစ်ဖန်ထပ်စူးစမ်းဖို့အတွက်အခွင့်အရေးပါပဲအခက်ခဲတွေကြားတဲ့အခွင့်အလမ်းတစ်စုံတရာသင်တို့အမြဲရှိနေတယ်အရာရာတိုင်းကလွယ်လေအရှုံးပေးလိုက်ရင်ခက်ခဲမွေးပေးလိုက်တယ်မိဘနှစ်ပါးကိုတော့အာနာဖို့ကောင်းတယ်အာနာဖို့ကောင်းတယ်ဘယ်သူကိုမှအဖြစ်မတင်ပါနဲ့လူကောင်းဆိုတာသင်အတွက်ပျော်ရွှင်မှုတွေယူဆောင်လာပေးလိမ့်မယ်လူဆိုးတွေသင်ကိုဘဝတွေ့ကြုံတွေသင်ကြားပေးလိမ့်မယ်အဆိုးရွာဆုံးလူဆိုရင်သင်အတွက်သင်ခန်းစာတွေပေးတတ်တယ်အကောင်းဆုံးသူတွေကသင်အတွက်လာပါတဲ့အမတ်တရားတွေကိုချန်ထားခဲ့ပေးမယ်ဘဝပြောစရာတွေ့လဲအရှမ်းမမီစိနေစိတ်ညစ်စရာတွေ့လဲအရှမ်းမညစ်စိနေအမတ်တရားတွေကိုချန်ထားခဲ့ပေးမယ်ပျော်ပျော်ရွှင်ရွှင်လေးနေပါစိတ်လုံးမလိုက်မိပါနဲ့စိတ်ညစ်စရာတွေ့လဲအရှမ်းမညစ်စိနေအရာရာဟာခဏလေးပဲဖြစ်ပြီးပြတ်သွားတာပဲနှလုံးသွင်းပြီးရိုးရိုးသားသားကြိုးစားကြမယ် hey hey heyအောင်မြင်မှုကိုလိုက်စားတဲ့ကစိတ်ဓာတ်ရိုးသားဖြောင့်မတ်မှုနဲ့နှိမ့်ချမှုတွေဟာသင်ရဲ့တကယ်စီကူဖြစ်တယ်ဆိုတာတတိယပါမနေ့ကရောက်ဘယ်ရောသွားစိတ်ကောင်းမွေးပြီးနေပါဘယ်သူနဲ့ပဲပေါင်းစိတ်ညရောက်ဘယ်ရောသွားစိတ်ကောင်းမွေးနေပါဘယ်သူနဲ့ပဲပေါင်းဘလူးနဲ့ပေါင်းကိုချစ်တာစိတ်နဲ့ပေါင်းပါအလုပ်ပဲလုံးစေတနာထားပြီးတော့နေရောင်ပြန်ဟပ်လိမ့်မယ်